ရွှေအိုးဥစ္စာဟူသည်မျက်လဲမျိုးဆိုယူစကားကရှိကြပါလေလေတရားကောင်းတပြီပန်းကောင်းဝုံတော့ပန်းစီရပြီရင်၌လွယ်ပွားတတ်သမီးများတွင်သည်အနန္တကိုင်းဝင်သည်တပည့်များနားလဲစေရင်သည်ညာဟူသည်မျက်ရွှေအိုးဥစ္စာဟူသည်မျက်လဲမျိုးဆိုယူစကားကရှိကြပါလေလေတရားကောင်းတပြီပန်းကောင်းဝုံတော့ပန်းစီရပြီရင်၌လွယ်ပွားတတ်သမီးများတွင်သည်အနန္တကိုင်းဝင်သည်တပည့်များနားလဲစေရင်သည်တင်စရာမြင်စရာကြားစရာများကလည်းမမေကောင်းမှုတဲ့တပည့်ပေါင်းတို့ရဲ့မပြလဲမြင်မတင်လဲတတ်တယ်ဖယားမတော်မရှိခဲ့ပါကွယ်သင်ကြားလိုက်နာဖို့ကတပည့်များရဲ့တာဝန်ကွယ်လက်ဦးစရာမြည်ထိုက်စွာပုပ္ပါစရိယာမိနေပါလဲပါဆရာဆရာဆရာတို့များရဲ့ဆရာစေတနာရင်မှာအမြဲတမ်းရှိနေတာဆရာဆရာဆရာတို့များရဲ့ဆရာစေတနာရင်မှာအမြဲတမ်းရှိနေတာတရားမရှိပေမဲ့တပည့်မရှာတဲ့ဆရာတင်ယူမှတ်သားပြည့်ချင်းနေတာအနစ်နာခံတဲ့ဆရာအပြစ်တင်ခံတဲ့ဆရာရှိသည်ရောအခါဘာယာနတိဝေဒီတာပမောက္ခဆရာကြီးတွေလည်းငယ်ရှိကြပါရဲ့သာရတာဆရှိရဲ့သူတင်ကြပြီးတဲ့မျက်ဆရာတွေပါမြင်မစီဘူးရာကတတိထားရရမှာဆရာဆရာဆရာအနန္တကိုင်းရင်ကျေးဇူးရှင်မြတ်ဆရာပါဆရာမြင်ဆရာကြားဆရာများလည်းအမေကောင်းမှုတဲ့တပည့်ပေါင်းတို့ရဲ့အပြာလဲမြင်မတင်လဲတတ်တယ်ဖယားမတော်မရှိခဲ့ပါကွယ်တင်ကြားလိုက်နာဖို့ကတပည့်များရဲ့တာဝန်ကွယ်လက်ဦးဆရာမြည်ထိုက်စွာပုပ္ပါစရိယာမိနေပါလဲပါဆရာဆရာဆရာတို့များရဲ့ဆရာစေတနာရင်မှာအမြဲတမ်းရှိနေတာဆရာဆရာဆရာတို့များရဲ့ဆရာစေတနာရင်မှာအမြဲတမ်းရှိနေတာတရားမရှိပေမဲ့တပည့်မရှာတဲ့ဆရာတင်ယူမှတ်သားပြည့်ချင်းနေတာအနစ်နာခံတဲ့ဆရာအပြစ်တင်ခံတဲ့ဆရာရှိသည်ရောအခါဘာယာနတိဝေဒီသာပမောက္ခဆရာကြီးတွေလည်းရှိကြပါရဲ့သာရတာဆရှိရဲ့သူသင်ကြားပြီးတဲ့မြတ်ဆရာတွေပါအမြင်မမားစီဘူးရာကတတိထားကြရမှာဆရာဆရာဆရာအနန္တကိုင်းဝင်ကျေးဇူးရှင်မြတ်ဆရာ